အားလုံးပဲမင်္ဂလာပါကျမတို့မနက်စာကိုမက္ကဆီကိုလူမျိုးများနေ့စဉ်စားသုံးနေကြအစားအစာရောင်းတဲ့စားတောက်ဆိုင်ကိုလာခဲ့ကြပါတယ်ဒါပေမဲ့အချိန်ကတော့မနက်10 နာရီလောက်ဖြစ်နေပါပြီဒီဆိုင်ကမနက်ပိုင်းမဲ့ရောင်းတာမို့နေရာရဖို့လူတန်းစီပြီးစောင့်ရပါတယ်ဈေးသက်သာပါတယ်ကျမကဒေါ်လာအမှတ်သားမြင်လို့အမေရိကန်ဒေါ်လာနဲ့ပေးရမယ်ထင်တာမက္ကဆီကန်ပေဆိုနဲ့ပေးရပါတယ်တဲ့ဒါအမေရိကန်ဒေါ်လာမဟုတ်ပါဘူးရှင်မက္ကဆီကန်ဒေါ်လာလားမက္ကဆီကန်ပက်ဆိုမက္ကဆီကန်ပက်ဆိုအထဲကိုရောက်တော့စပွဲတိုင်းလိုလိုပြည့်ပါပဲကျမတို့တော့နေရာလွတ်မှာဝင်ထိုင်ကြပါတယ်မက္ကဆီကိုလူမျိုးများရဲ့ဒလေးထုံးစံအရတိခတ်ဖြေးပြမှုလည်းပါဝင်ပါတယ်Green tomato with chicharron. Chicharron is pork skin. Oh, right, pork skin. Sí. What is it? The egg with bean. Egg with beans. Okay. Is it the tortas? Tortas de carne es breaded meat with egg. Egg and red tomato. Jalapeno, right? Jalapeno. Tortilla. မှားထားတဲ့အ အစားအစာတွေတော့ရပါပြီဝက်ခောက်ဝင်းကတော့နူးညံ့ပြီးအရသာကလည်းလေးပင်လေးမှစားလို့ကောင်းပါတယ်အဆက်မပါတာတခုကလည်းလို့ပေါ့ဒီဝက်သားကပြုတ်ပြီးပြန်ကြော်ထားတော့နည်းနည်းမာတယ်အရသာကတော့ကောင်းပါတယ်မြန်မာအရသာအကြိုက်ပြောရရင်အချိုဟင်းတစ်ဖက်ပါပဲပေါ်ကြတယ်နော်con phá là con mà đấy. Me dijo que iba a ver allá.